เหรอดูที่จริงแต่มาจันติดเนาะเอา anti service ก็จะนรตัวมาพิเศษสุดscreen share เลยนะจะนรเปลี่ยนตัวไหม screen share เลยมาอารมณ์เป็นอะไรอารมณ์เป็นรู้ยังเนาะ What is the importance of Bible surveys? It is important to study the Bible because of God will guide you to the right direction in life. It's like the way ahead of you so you can see clearly which way to and through the reasons of your life, you can be confident that God is leading you through His word. ဒီမှာကျမ်းစာဆန်းစစ်လေ့လာခြင်းနဲ့အရေးပါမှုကဘာလဲဘာဖြစ်လို့ကျွန်တော်တို့ကဒီမှာကျမ်းစာကိုဖတ်ကြုံလဲနဲ့မဟုတ်ဘဲနဲ့အမေတန်လေ့လာပြီးတော့စုံစမ်းပြီးတော့တင်ယူပြီးတော့နော်ဒီမှာကျမ်းစာဖက်မှာကျွန်တော်တို့ဘာဖြစ်လို့အာယုံစိုက်ခဲ့တယ်လဲဆိုတော့အရေးကြီးတာအချက်၃ချက်ရှိတယ်တဲ့နံပါတ်1ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့ဘဝလမ်းခရီးဖြစ်တယ်နော်ကျွန်တော်တို့ရဲ့ဘဝလမ်းမှာတော့နော်လမ်းဝင်ပေးတော့အရာတစ်ခုဖြစ်တယ်ကျွန်တော်တို့ကိုဘဝလမ်းမှာရောက်နိုင်ဖို့ရအတွက်လမ်းပြပေးတဲ့အရေးကြီးတော့တစ်ခုတည်တော့ဓမ္မတရားဖြစ်တယ်တဲ့လမ်းမှန်ရှိတဲ့အခါမှာကျွန်တော်တို့ကြည်ပွားဖို့မဟုတ်ဘူးအောက်စာပစီတူပွားဖို့မဟုတ်ဘူးကျွန်တော်တို့လောကမှာအင်ချာမေရီမောနော်အများကြီးရှိဖို့မဟုတ်ဘူးနော်ကျွန်တော်တို့ဖျားသခင်ကလူကိုဘာကြောင့်ဖန်ဆင်းခဲ့တယ်လဲဆိုတော့သူကိုချီးမွမ်းဖို့ရနဲ့ထာဝရဘုရားနဲ့အမေအတူတကွအသက်ရှင်ဖို့ရနဲ့နော်မိတ္တဟာရဖွဲ့ဖို့ကဘုရားသခင်ကလူကိုဖန်ဆင်းခြင်းဖြစ်တယ်သူ image နဲ့သူ light နဲ့နော်သူပုံတရံတော်နဲ့အညီဖန်ဆင်းထားတဲ့လူတွေရဲ့အဓိက line ခရီးအဆုံးဘဝရည်မှန်းချက်ကတော့သူနဲ့အတူအသက်ရှင်ဖို့ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဓမ္မတရားကိုလေ့လာစုံစမ်းတယ်တင်ယူတယ်နားထောင်တယ် meditation လုပ်တယ်ဆိုတာကကျွန်တော်တို့ဘဝလမ်းမှန်ကိုရောက်နေအောင်ထာဝရဘုရားသခင်ထံသို့ရောက်နေအောင်ပူဆောင်ပေးနိုင်တော့တခုတည်သောနိလန်တခုဟာဓမ္မကျမ်းစာပဲဖြစ်တယ်ဆိုတာကနံပါတ်1ကအသင်တင်ခြင်းဖြစ်တယ်ဓမ္မကျမ်းစာဟာကျွန်တော်တို့အတွက်အလင်းပြထားတဲ့လမ်းခရီးဖြစ်တယ်ကျွန်တော်လမ်းခရီးကိုအလင်းစေတယ်ကျွန်တော်တို့ရဲ့ခက်ကာလဘဝကာလနော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်တရှင်းပြီးတရှင်းလူပေါ်နိုင်ဖို့နော်ကြီးပွားနိုင်ဖို့အတ္တပြောတာနော်ဒီလောကရှိရှင်အောက်ဆောင်မဟုတ်နော်ကျွန်တော်တို့ရဲ့ခရိယအတ္တကိုလူပေါ်ကြီးပွားနိုင်ဖို့ရတဲ့အဓိကလူအချက်တော့အချက်တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဓမ္မကျမ်းစာလေ့လာတဲ့အချိန်မှာအမေတန်ဆိုင်ကမှာထားဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မနေ့စောထချင်းဆရာမတို့ဘာလို့လဲမကြည့်ဘူးဆရာကတော့မနေ့စောထချင်းဖုန်းပဲလိုက်ရှာတယ်ဟမ်ဖုန်းဘက်ထီပြလာပါငယ်ပေါ့နော်ဘုံကကျွန်တော်တို့လိုက်ခကြီးကိုပြတာမဟုတ်ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါလေးဒီကအစသတိထားဖို့လိုတယ်ငဲ့ရခါဒီမှာလဲကျွန်တော်အဲ့ရအောင်တော့မဲဆိုတော့စုမတောင်းပဲနဲ့နော်ဖုန်းကလေးကိုပွေရဲနဲ့တချင်းနဲ့ထောင်ဟိုကြည့်တရားကြည့်မိတယ်ကြီးနဲ့တခါတလေနော်အဲ့ငဲ့ချင်လာတော့စုမတောင်းပဲနဲ့အဲ့တဲ့ချင်းလဲအများကြီးယုံကြည်သူအများကြီးရှိတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာကိုဖျက်ရှိတဲ့ဟာကနော်စာတမနာဥချူရှိချင်းနဲ့အယုတ်ဆူဆူနဲ့မြေရွတ်ကြီးချင်းနဲ့စာတမနာကအဲ့လိုမလာဘူးနော်စာတမနာကအလင်းမှာပါနေတဲ့ရင်ပါတယ်နော်အဲ့ဒါကြောင့်စာတမနာကအမျိုးနဲ့အကောင်းဆုံးလူတွေကအကျိတ်ဆုံးလူတွေကတဘောအကျဆုံးလူတွေကအကျွေးကောက်အကျွေးနောက်ချင်းခံရဆုံးဖြစ်အောင်သူကအလဟအပရှင်ပြီးတော့လာတာနော်စာတမနာကအဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာအတ္တမှာတတိထားဖို့လိုတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဓမ္မကျမ်းစာကပဲကျွန်တော်တို့ဘဝကိုလမ်းမှန်ကိုပို့ဆောင်နိုင်အလင်းကိုပေးစေနိုင်ကျွန်တော်တို့ဘဝအတ္တမှာပြည့်စုံစေနိုင်တဲ့အရာကတော့ဓမ္မတရားပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဓမ္မတရားကျမ်းစာကိုလေ့လာ80ဖို့က30ဖို့ကအင်မတန်မှအရေးပါတယ်ဆိုတာကိုဥစ္စာပထမပြချက်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဓမ္မကျမ်းတစ်ထဲမှာဝင်တော့ပြီဆိုတော့
ဓမ္မကျန်တိကိုကျွန်တော်တို့ကအပိုင်းဓမ္မဟောင်းကိုအပိုင်းပဲတစ်ပိုင်းခွဲထားလဲဓမ္မဟောင်းလဲ၅ခုနော်အခုဓမ္မကျန်တိလဲ၅ခုနဲ့ပဲခွဲထားတယ်နံပါတ်1ဘာလဲဆိုတော့ The New Testament divided into 5 sections Gospel ရှင်မဿဲကနဲ့ရှင်ယောဟန်အထိကိုတရင်ကောင်းလို့ရေးထားတယ်နံပါတ်2က history တမန်ပုံပြင်ဆိုတာကလောကရဲ့တမန်ပုံပြင်မဟုတ်ဘူးနော်ခရိယာန်ရဲ့တမန်ပုံပြင်ကကျွန်တော်တို့တမန်တော်လို့ခေါ်တယ်နော်တမန်တော်လို့ခေါ်တယ်အဲ့ဒီတမန်တော်စာအုပ်ကိုခရိယာန်တို့ရဲ့စတင်ခြင်းဓမ္မတိကျမ်းတိစတင်တဲ့တမန်ပုံပြင်ဖြစ်တယ်နံပါတ်3မှာ the Pauline epistle ရှင်ပေါလုကရေးထားတဲ့ဓမ္မစာဆောင်လေးတွေဖြစ်တယ်အဲ့ဒါကတော့ Roman ကနဲ့ Philemon အထိကို Roman ကနဲ့ Philemon အထိကိုရှင်ပေါလုရဲ့ဓမ္မစာဆောင်လုပ်ခဲ့တယ်ပြီးတော့ general epistle လို့ခေါ်တယ် general အထွေထွေပေါ့နော်အထွေထွေစာဆောင်က Hebrew ကနဲ့ Judges ကိုခေါ်လာခြင်းဖြစ်တယ်နောက်ဆုံးအပိုင်းကတော့ prophecy လို့ခေါ်တယ်ဗျာဒိတ်ကျမ်းနော်ယူပါယုံလာမယ့်အနာဂတ်ယူပါယုံ revelation လို့ခေါ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဓမ္မကျမ်းစာကိုလည်းဓမ္မကျမ်းတိကိုလည်းအပိုင်း၅ပိုင်းကနဲ့ခွဲခြားထားတယ်နံပါတ်1တရင်ကောင်းနံပါတ်2ခရိယန်တမန်ပုံပင်နံပါတ်3ရှင်ပေါလုရဲ့စာဆောင်များနံပါတ်4ယူစာဆောင်လေးပေါ့နော်နောက်နံပါတ်5မှာဗျာဒိတ်ကျမ်းဖြစ်ပါတယ်ဆိုတာကိုအမေတံမှတ်မိမှာဖြစ်ပါတယ်ပြီးတော့ဒီကျမ်းစာလေးဟာဒီနံပါတ်ကျမ်းတစ်ကဘယ်ကနေစတင်ရေးထားခဲ့တယ်ဆိုတော့ကျမ်းတက်ပုဂ္ဂိုလ်ကတော့AD 45ကနဲ့ AD 395ကျမ်း55 65 85 85 95နှစ်ပေါင်း50မှာဒီဓမ္မကျမ်းစာကိုရေးထားတာဖြစ်တယ်လို့ဓမ္မကျမ်းတက်ပုဂ္ဂိုလ်ကသူတို့မှတ်စုချက်ထားတာကိုကျွန်တော်တို့တွေ့ခဲ့တယ်ဆိုတော့ကျမ်းပိုက်ဒီမှာပထမအဆုံးရေးထားတဲ့ကျမ်းပိုက်ကတချို့လူတွေကပြောတယ်ကာလတိဩရစာဆောင်ဖြစ်တယ်လို့ပြောတယ်ကာလတိဩစာဆောင်ကပထမဆုံးရေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကာလတိစာဆောင်ကပေါလုကပထမဆုံး missionary တာတနာခရီးထွက်တဲ့အချိန်မှာအသင်းတော်ဒီမှာဒီထောင်တဲ့အချိန်မှာပထမအဆုံးရေးထားတာဟာဖြစ်တယ်လို့တချို့ကျက်တဲ့ပုဂ္ဂိုလ်တွေကပြောတယ်ဒါပေမဲ့တချို့ကျက်တဲ့ပုဂ္ဂိုလ်တွေကတော့ယာကုပ်စာဆောင်ပေါ့နော်ဂျေမ်အဲ့ဒါယာကုပ်စာဆောင်ကပထမဆုံးရေးထားတာဖြစ်တယ်လို့တချို့လူတွေကပြောတယ်ဘာဖြစ်လို့လဲဆိုတော့ဂျေမ်က AD 46လောက်မှာသူကပထမအဆုံးအသက်ခံရတဲ့လူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုနဓမ္မဟောင်းမှာပြောထားတဲ့ရောမအင်ပါယာထက်ကဒူမီရှန်ဘီဂျင်ကဂျေမ်ယာကုပ်ကိုပထမအဆုံးတက်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်ယေရုရှလင်မြို့မှာအကျဉ်းထုတ်လူကြီးဖြစ်တဲ့အချိန်မှာသူကအသက်ခံရတယ်အဲ့ဒါကြောင့်သူမသက်ခင်မှာရေးထားတဲ့စာဖြစ်တဲ့အတွက်ကြောင့်ဒီဟာ AD 45လောက်မှာရေးထားတဲ့စာဖြစ်နေတယ်အဲ့ဒါကြောင့်ပထမအဆုံးဓမ္မကျမ်းတိမှာပထမဆုံးရေးထားတဲ့ဟာကယာကုပ်ဝါရစာဆောင်ဖြစ်တယ်ဆိုပြီးတော့ကျမ်းတဲ့ပုဂ္ဂိုလ်တွေကပြောတယ်ဒါပေမဲ့ဘေဟာကအစိုးခဲ့တယ်ဘေဟာကအစိုးဆုံးလဲဆိုတာကတော့ကျွန်တော်တို့ဒီနေ့ချင်းချင်းအတိအမဲ့ပြုထားတာမရှိဘူးအဲ့ဒါကြောင့်ဓမ္မကျမ်းတိမှာပထမဆုံးရေးထားတဲ့ကကာလတိဩရမဟုတ်ရင်ယာကုပ်ဩရဟာတာဖြစ်တယ်ဆိုတာကိုတော့ကျမ်းတဲ့ပုဂ္ဂိုလ်တွေအားလုံးကသဘောတူတယ်အဲ့ဒီကျမ်းတွေဟာဘာစကားနဲ့ရေးထားလဲဆိုတော့ Greek language နဲ့ရေးထားတယ်ဟေဘေကျမ်းပိုက်မှာ Latin ဘာသာစကားအနေငယ်ပါတယ်အဲ့ဒါကြောင့်ဓမ္မကျမ်းတိကို Greek ဘာသာစကားနဲ့ Latin ဘာသာစကားနဲ့ရေးဖွဲ့ထားတယ်နှစ်ပေါင်း50ကျော်ကြာပြီးတော့ရေးသားထားခြင်းဖြစ်တယ်ဆိုတာကိုဆရာဆရာမတို့ကပထမနိဒရနဲ့တိဖုကလိုတယ်အပိုင်း၅ပိုင်းရှိတယ်တရင်ကောအပိုင်းနေတမန်ပုံပင်အကြောင်းနေရှင်ပေါလုဩရစာဆောင်နေအထွေထွေဩရစာဆောင်နေနဲ့ဗျာဒိတ်ကျမ်းဆိုပြီးတော့၅ခုဖတ်ချက်ထားတယ်ဆိုတာကိုကျွန်တော်သိသိရမယ်ဆိုတော့အဲ့ဒီတရင်ကောဟာနော်ဘာရီကူရေးထားတယ်လဲဆိုတော့အဲ့တော့တရင်ကောကိုရှင်သွားမယ်တရင်ကောဆိုတာကကောစပီဆိုတာကရှင်မတဲကနဲ့မတဲမာကိုလုကာယောဟန်
ดีเลคูบ่เนาะดีเลคูก็ยีท่าเรตริงกองหาเนาะ different ခွဲခြားပဲမဲ့စာရေးသူလည်းခွဲခြားတယ်ပြီးတော့ရေးတဲ့နေရာလည်းတစ်ချက်ရှိပဲယေရုရှလင်မှာအားလုံးထိုင်ပြီးမှရှိတာမဟုတ်ဘူးနော်။အိုးသာသနာပြုရင်းနဲ့လူသွားဒီသွားနဲ့နော်ရေးကြတယ်သူတို့နေရာလည်းမတူကြဘူးသူတို့ရေးတဲ့နေရာလည်းမတူကြဘူးဥပမာပြောမယ်ရှင်တော့ရှင်မကုနဲ့ရှင်လုကာကတော့မှယေရှုခရစ်တော်နောက်လည်းမဟုတ်ဘူးနော်ဆိုတော့စာရေးသူလည်းတကွေ့တပြက်ဖြစ်တယ်ရေးတဲ့နေရာလည်းတကွေ့တပြက်ဖြစ်ပေမဲ့အထင်းမှာရှိတဲ့အစာသားတွေအားလုံးကအတူတူဖြစ်တယ်တဲ့အဲ့ဒီအကြောင်းကိုပါကူရေးထားတယ်လေဆိုတော့ယေရှုခရစ်တော်မွေးဖွားတဲ့အကြောင်းယေရှုခရစ်တော်အသက်တာယေရှုခရစ်တော်ရဲ့တာသနာလုပ်ငန်းယေရှုခရစ်တော်တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအဲ့ဒီ၅ခုကိုရေးထားတဲ့အတွက်ကြောင့်တရင်ကောင်းလို့မှတ်ယူခြင်းဖြစ်ပါတယ်။ဘာလဲဆိုတော့တည်ခြင်းကလည်းရှင်ပြန်ထမြောက်တာကိုတရင်ကောင်းလို့ကျွန်တော်တို့ကသတ်မှတ်တာဖြစ်တယ်လို့ကျင့်တဲ့ပုဂ္ဂိုလ်တွေကပြောတယ်နော်။အဲ့ဒါကြောင့်တမန်တော်နောက်ယေရှုခရစ်တော်နောက်လည်းဖြစ်တဲ့ရှင်မဿဲနဲ့ရှင်ယောဟန်နှစ်ယောက်ကရေးထားတဲ့ဟာနဲ့ယေရှုခရစ်တော်နောက်လည်းမဟုတ်တဲ့ရှင်မာကုတ်နဲ့ရှင်လုကာရေးထားတဲ့ဟာတွေကအတူတူဖြစ်တယ်ယေရှုခရစ်တော်မွေးဖွားခဲ့တဲ့အကြောင်းနဲ့ယေရှုခရစ်တော်ရဲ့အသက်တာဘဝအကြောင်းနဲ့ယေရှုခရစ်တော်ရဲ့တာသနာလုပ်ငန်းအကြောင်းနဲ့ယေရှုခရစ်တော်တည်ခြင်းနဲ့ရှင်ပြန်ထမြောက်တဲ့အကြောင်းတွေကိုမတူညီတဲ့လူတွေကမတူညီသောနေရာဒေသကနေရှိထားတဲ့အချိန်မှာတခါလေတူညီသွားတာဟာအန်အိုဖွင့်နအယနောဖြစ်တဲ့အဲ့ဒါကိုနမိတ်လက္ခဏာလို့ခေါ်တယ်နော်အဲ့ဒါကိုမာရကလို့ခေါ်တယ်နော်ဟိုမှာတင်တော့ပိုက်ဆံအဲ့ထဲမှာတင်တော့ဟိုမှာကျွန်တော်တခုတွေ့ထားတာနော်YouTube မှာဘာပြောလဲကျွန်တော်တင်တော့ပိုက်ဆံအဲ့ကိုလက်ကန်ထားပါတယ်ပိုက်ဆံအဲ့ကန်ထားပါဆရာဆူတောင်းပေးပြီးတော့ဖခင်တကယ်ကပိုက်ဆံတူပွားမယ်တဲ့ဆရာလည်းအော်တယ်အဲ့ဒါနဲ့အဲ့ဒီဆရာကဆူတောင်းပြီးတော့တူပွားစေပါဘာနာတူပွားစေပါဆိုပြီးတော့ဆူတောင်းလိုက်တာဆူတောင်းလိုက်တဲ့ချိန်မှာအတင်းသားတွေပြောမှာပေါ့နော်ဆူဝဲတဲ့လူတွေကလည်းအများကြီးပဲအဲ့ဒီဆရာကပြောတယ်နင်တို့ပိုက်ဆံအဲ့ကိုကန်ပါပေါ့နင်တို့ပိုက်ဆံအဲ့ကိုကန်ပါဖျားတကတူပွားစေမယ်ဆိုတော့ပိုက်ဆံအဲ့လေးကိုကန်ခံပြီးမှတူပွားစေပါအဲ့လိုပြောတော့ဆူတောင်းပြတာနဲ့တချို့လူတွေကဆရာကျွန်တော်ပိုက်ဆံအဲ့ဒီမှာပိုက်ဆံ100တူပွားတယ်1000တူပွားတယ်1000တူပွားတယ်ပိုက်ဆံတူပွားတယ်လို့ပြောကြတယ်ဆရာအဲ့ဒါကိုမာရကလူကိုကြတယ်နော်ဒါပေမဲ့ဖယားတခင်ရဲ့မာရကအခုခက်လူတွေရဲ့မာရကနဲ့လုံးဝကွာခြားတယ်မတူညီသောလူတွေကမတူညီသောနေရာကနဲ့ပလာရှိထားတော့အကုန်လုံးကတူနေတာကမာရကဖြစ်တယ်နော်ပိုက်ဆံဆိုတာအစိုးရတစ်ခုကအစိုးရကနံပါတ်နဲ့ကနနဲ့ထောက်ထားတဲ့ပိုက်ဆံဖြစ်တယ်နော်ဒီလိုမျိုးနဲ့မာရကနဲ့တူပွားမဲ့ပိုက်ဆံမဟုတ်ဘူးဆရာမတို့တွေ့ဘူးလားမကြည့်ဘူးကျွန်တော်တို့တွေ့ဘူးတယ် YouTube မှာတွေ့ဘူးတယ် Facebook မှာလည်းတွေ့ဘူးတယ်အဲ့ဒီကြီးကိုအဝေကနေဆူတောင်းပေးမယ်အဲ့ဒီကြီးချူမယ်တဲ့အဲ့ဒီကြီးချူမှုတဲ့အဲ့ဒီခွက်ကလေးကြီးဘူးလေကန်ခိုင်းပြီးတော့ချူစေပါယေရှုခရစ်တော်နမိတ်လက္ခဏာပေးပါဝိညာဉ်တော်ဖျားချူစေပါဆိုတော့တောက်ခနဲ့စီပါတကယ်လည်းချူတယ်ဆရာအရသာရှိတယ်မလေးဒီလိုမျိုးမှာကလည်းရှိတယ်အဲ့ဒါကိုယူကြည့်ပြီးတော့အဲ့ဒါစကားကိုအများကြီးနားထောင်တဲ့လူတွေအများကြီးရှိတယ်ဒီနေ့ခက်ကာလမှာနော်တကယ်ရှုပ်ရုပ်တော့ကာလနော်ရှင်ပေါလုကပြောတယ်စခုခက်ကာလဟာတကယ်ရှုပ်ရုပ်တော့ကာလဖြစ်တယ်တတိထားပါလို့ပြောထားတယ်အဲ့ဒါကြောင့်နော်ဖယားသခင်ကကျမ်းစာမှာနမိတ်လက္ခဏာမာရကယ်လောက်တဲ့ဟာနဲ့ဒီနေ့ဒီချိန်ခါမှာကျွန်တော်တို့လောက်တဲ့ဟာနဲ့တူလားမတူဘူးလားဆိုတာလဲနော်ကျွန်တော်တို့ကခါဖို့လို့တယ်အဲ့ဒါကြောင့်ဓမ္မကျမ်းစာလေ့လာခြင်းဟာအရန်ကိုအကြီးကြီးချင်းဖြစ်တယ် Gospel is a ဓမ္မကျမ်းစာအကွဲပြတ်တော်လဲသဘောထားကွဲလွဲခြင်းမရှိဘူးเนาะအထက်မှာရှိတဲ့စာသားတွေအားလုံးကတကြောင်းနဲ့တကြောင်းမတေကြီးထားတာနဲ့ရှင်ပေါလုကြီးထားတာနဲ့ယောဟန်ကြီးထားတာနဲ့ယာကုပ်ကြီးထားတာနဲ့အကုန်လုံးကသဘောထားကွဲလွဲတဲ့ဟာတစ်ခုမှမရှိဘူး
กงลุงกะตะสุตะซีตะลุงตะวะที่ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကျက်စာဖတ်တဲ့ချိန်မှာလုံးဝကိုသိရှိရမှာဖြစ်ပါတယ်ခရစ်ဝင်ကျမ်းမြတ်ဟာတဲ့နော်ယေရှုခရစ်တော်အမေကတော်ဓမ္မဟောင်းအတိတ်ကထားပြီးတော့မေစယဖြစ်လာမယ့်အကြောင်းနော်ကယ်တင်ပါစီဖြစ်လာမယ့်အကြောင်းပရောဖက်ဒီဟောထားတဲ့အရာတွေဒီယေရှုခရစ်တော်အကြောင်းကိုကြိုတင်ဟေဆာယာတို့ပြောထားတဲ့ဟာတွေနော်ဇခရယာတို့ကပြောထားတဲ့ဟာတွေမာလခိတို့ကပြောထားတဲ့ဟာတွေပထမအုပ်စုကပ္ပဥကျအခန်းကြီး3မှာနော်မောဆက်ကယေရှုခရစ်တော်မွေးဖွားလာတဲ့အကြောင်းကိုကပ္ပဥကျအခန်းကြီး3အငယ်10မှာမောဆက်ကရေးပြီးသားဖြစ်တယ်အာဒံနဲ့ဧဝကိုဖျားသခင်ကဒဏ်ခတ်တဲ့အချိန်မှာလူသားမွေကြီးကိုလူသားကကြိုက်မယ်ဒုက္ခကိုကြိုက်မယ်ဒါပေမဲ့မွေကလူရဲ့ချက်ဖနှောက်ကိုကြိုက်စားမယ်အဲ့ဒါမှလူရတိကနဲ့မွေလူကနဲ့မွေဖွာလာတဲ့မဟုတ်ပဲနဲ့မိန်းမကနဲ့မွေဖွာလာတယ်လို့ပြောတယ်အဲ့ဒါဆိုယေရှုခရစ်တော်ဟာယောက်ျားမပါပဲနဲ့နော်မျိုးဆက်မပါပဲနဲ့ဥညင်တို့အဖြစ်မိန်းမကမွေဖွာလာတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအကြောင်းလေးယေရှုခရစ်တော်ဒီလောကမှာကြွလာမယ့်အကြောင်းလေးကိုကယ်တင်ပါရှင်အဖြစ်နော်မဆာယအဖြစ်ကြွလာမယ့်အကြောင်းကိုကပ္ပဥကျင့်ကလေးကမောစီကပြတဲ့ပြုတ်ပြီးသားဖြစ်ပါတယ်နော်အဲ့ဒါလေးကိုပြည့်စုံတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဓမ္မဟောင်းဓမ္မကျက်တစ်ဆိုတာကဓမ္မဟောင်းရဲ့ပုံရိပ်ဖြစ်တယ်လို့ဆရာပြောပြီးသားဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဓမ္မဟောင်းရဲ့ပုံရိပ်ဒီအားလုံးကိုဒီဓမ္မကျက်တစ်မှာပြည့်စုံလာတာကိုဖြစ်တယ်ဆိုတာကိုဆရာဆရာမတို့ကအားလုံးကတရိထားပြီးတော့နားလည်ဖို့လိုတယ်အဲ့ဒါကြောင့်ဓမ္မဟောင်းကိုပြည့်စုံစေတဲ့အရာဒီဓမ္မကျက်တစ်ဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မကျက်တစ်နဲ့ဓမ္မဟောင်းကတိတ်ဆန္ဒတစ်ခုမှမရှိဘူးအားလုံးဟာတလုံးတဝတိဖြစ်တယ်အမင်တူတယ်ပြီးတော့အဖီလဲတူတယ်ဆိုတာကိုကျွန်တော်တို့ကသိဖို့လိုတယ်ပြီးတော့ number 2ကဘာလို့လဲဆိုတော့ what happened during the intertestament period အဲ့ဒီကြာကာလနဲ့အဲ့ဒီဓမ္မကျမ်းတိဖြစ်ပေါ်စေမဲ့ကာလမှာဘာတွေဖြစ်လာခဲ့တယ်လဲဆိုတော့နော်ကျွန်တော်အဲ့ဒီကာလလေးမှာအကြီးကြီးတာအချက်လက်ချက်ရှိတယ် number 1ကြာကာလတွင်တရင်အတင်းတော်ဤဝန်ဆောင်မှုပြတ်တော့တော်လဲထူကာလာဤအများစုဒီထုံထမ်းရှင်လာတဲ့ဆက်လက်တည်ရှိနေတဲ့ဤအဲ့ဒီအချိန်ကာလမှာအတင်းတော်ဆိုတဲ့နော်ဝန်ဆောင်မှုလုံးဝပြတ်တော့သွားပြီမဲ့ဖျားသခင်နဲ့ယုံကြည်သူဆက်နွယ်ချင်း prophet ဂျီပရိုဟဲပူဇော်ခြင်းလျောက်များပြတ်သွားပြီမဲ့အဲ့ဒီကာလမှာလူတွေရဲ့ဒလေထုံထမ်းတယ်ပေါ့နော်ဆက်လက်တည်ရှိနေတဲ့အချိန်ကာလဖြစ်တယ်တဲ့နံပါတ်3ပါပြောလဲယစ်ပရိုဟိတ်များဒီယစ်ပလင်ကြီးပေါ်တွင်တင်းလျော်တော့ပတ်ချင်းယစ်ကူပူဇော်ခြင်းတန်ရှင်းစေတင်ထာနာယစ်ပလင်ပေါ်တွင်နတ်တာပေါင်းပူဇော်တကဲ့တော့လူများတို့ဒီလဲနေ့ရှင်နဲ့အမြတ်ဆက်လက်ဆုတော်နေကြသည်ယစ်ပရိုဟိတ်မရှိတော့ဘူးယစ်ပူဇော်မဲ့လူမရှိဘူးယစ်ကူမပူဇော်ပေမဲ့ဖျားသခင်ရဲ့စကားပြေတဲ့ကိုမကြမ်းနိုင်ပေမဲ့လူသားတို့ဒီဟာတဲ့နော်ဖျားကိုအမေတန်ဆုတော်နေတဲ့အဲ့ဒီတကယ်မော်မိတ်နေတဲ့ကာလမှာအဲ့ဒီဘာဖျားရဲ့နှုတ်ကပတ်တော်ပါတခုမှမကြမ်းနိုင်တဲ့ချိန်ကာလမှာတချို့သောသူတွေဟာအဓိကဂျုဒလူမျိုးတွေနဲ့ဣသရေလလူမျိုးတွေပေါ့နော်ဒီပရိုဖိုက်လည်းမရှိဘူးပရိုဖက်လည်းမရှိဘူးရှိပူဇော်ခြင်းလည်းမရှိဘူးဖျားเจ้าမှာဓမ္မဒေသနာပြောမှာပေါ့နော်တရားဒေသနာဟောပြောမဲ့လူမရှိပေမဲ့ပေကန်ချင်းတွေဘာမှမရှိပေမဲ့ဖျားကိုချီးမွမ်းခြင်းဝတ်ပြုခြင်းကုပခြင်းမရှိပေမဲ့အဲ့ဒီချိန်မှာဖျားသခင်ထံမှာနေ့အစဉ်နဲ့နေ့တိုင်းဖျားကိုဆုတောင်းတဲ့လူတွေတော့ရှိတယ်လို့ကျွန်တော်တို့သိထားရတယ်နံပါတ်3မှာဣသရေလနိုင်ငံ၌တဲ့လူများတို့ဒီဒီပုံများစွာတန်ပရောဖက်များကိုငင်းပေပုံကန်ခဲ့ကြကကုန်တိတ်ခမေစွာနိုင်ဆက်ငင်းပန်းချင်းတိုက်ခတ်ခြင်းများပြုလုပ်ခဲ့ကြသည်မာလခိဒီကျွန်တော်တို့မှတ်တမ်းနဲ့ရှိသောဓမ္မဟောင်းကာလရှိဣသရေလပြည်၏နောက်ဆုံးသောရှစ်မန်ဒီပရောဖက်ဖြစ်သည်တဲ့ဆိုတော့ဓမ္မဟောင်းခေတ်ကာလမှာဣသရေလလူမျိုးတွေကပရောဖက်တီကိုညင်ပန်းနေဆက်ကြတယ်တချို့ပရောဖက်ဆိုတော့တက်ကြတယ်အေလိစာတို့ဆိုတော့နော်
ตรงนี้ตรงมูลงโตเทมาเนเรเนาะโอ้ซาร์เฟตมุสมาชิมาเลตัวเนเร propheticum มากองในเบจินีกาตัดชินเนเนาะမျိုးညင်ပတ်ในစတဲ့အတွက်ကြောင့်အဲ့ဒီချိန်မှာ prophetic ကိုလည်းလုံးဝဘယ်လိုပြောမလဲလူတွေနဲ့ထိတွေ့မှုကတိတ်မရှိတော့ဘူးအဲ့ဒီနောက်ဆုံးမှာပေါ်လာတဲ့မာလခိတလည်းဣတရေလလူမျိုးတွေနဲ့မျောလင့်ချက်မဆရပေါ့နော်ဣတရေလလူမျိုးတွေကိုကယ်တင်နိုင်မဲ့ဣတရေလလူမျိုးတွေကိုအသက်သွင်းနိုင်မဲ့မဆရမွေးဖွားလာမဲ့အကြောင်းကိုမာလခိကနဲ့ဟောပြောလာတဲ့အချိန်မှာဣတရေလလူမျိုးတွေကနည်းနည်းခွင့်အားရလာတယ်တဲ့ prophet များမရှိရင်ဣတရေလလူမျိုးတို့ဒီတချင်ကသူတို့ရရှိခဲ့သောကောင်းကြီးဒီဘယ်တဲ့တော်များကူတာဆောက်တနာတော်တယ်တဲ့ဣတရေလလူမျိုးတွေဟာ prophet မရှိတော့ဘူးဖျားသခင်ကဒီလူလောက်ပါဒီလူသွားပါဒီလူပူဇော်ပါဒီလူနေပါဆိုတဲ့စကားပြောတာလုံးဝမကြက်နာတော့တဲ့အတွက်ကြောင့်ဟိုးခက်ကရည်ထားတဲ့ဆာလံကျက်နေအခုနဖက်ပြောတဲ့ဆာလံလက်စင်လက်စင်3လက်စင်လေးတော့နော်ဟိုးကကဘာဦးကျန်တော့တော်လေရကျန်တော့မှာဖျားသခင်ကပေးထားတဲ့နှုတ်ကပတ်တော်ဘယ်တဲ့ကျန်ဒီကိုပဲသူတို့ကအမေတန်လေလာရှီပူဆူဆန်ဖက်ပြီးတော့ဆူတော်နေတဲ့အချိန်ဖြစ်တယ်တဲ့အဲ့ဒီချိန်မှာဣတရေလလူမျိုးတွေဟာတအုပ်တူနဲ့တူတယောက်နဲ့တယောက်ဘယ်လိုပြောမလဲခွန်အားပေးနိုင်တော့အရှိမရှိတော့ဘူးသူတို့ကိုကယ်တင်နိုင်မဲ့သူတို့ကိုဥဆောင်နိုင်မဲ့ဥဆောင်သူလည်းမရှိတော့ဘူးခေါင်းဆောင်လည်းမရှိတော့ဘူးအဲ့ဒါကြောင့်သူတို့မှာအဲ့ဒီချိန်မှာ prophet ကိုမျှော်မှန်းနေတဲ့အချိန်prophet လို့ပြောမှာပေါ့ messiah ကိုမျှော်မှန်းနေတဲ့အချိန်ကတဖြည်းဖြည်းနဲ့နေကလာတယ်တဲ့အဲ့ဒါပြည့်တဲ့နော်ဟေဆာယာတို့မာလခီတို့ဇဖနာယာတို့ကပေးထားတဲ့ပြတဲ့ oracle ဆိုတာကပါလေတဲ့နော် oracle ဆိုတာနော်ဘာလဲပြတဲ့ကျက်ဆိုတာကပါလေတဲ့အဲ့ဒီ oracle ကျက်ဆိုတာကทุกมินจะต้องอาจารย์ยันต้องมา prophet ပြုချင်းဟောကိမြတ်ကိုပေးဆောင်နိုင်ရန်တတ်မှတ်ထားသည့်ပုဂ္ဂိုလ်တော်မှာအကျိုးဆောင်တစ်ခုပြီးတစ်ခုမြတ်သောအဖြစ်နဲ့မြတ်မောက်တင်ထားသည့်အနာဂတ်ကိုကျူတင်ကြည့်မြင်အပံဖြစ်ချဖြစ်သည်ထို့ကြောင့်ရှင်တို့သည်တဘာဝလွန်အမြင်ပုံစံများဖြစ်ကြသည်အဲ့ဒါ prophet ပြုချင်း An oracle person or agency considered to provide wisdom and insightfully counsel of prophetic predestination most notable in the preconception of the future inspired by due deities ဖယားသခင်ဖက်မှာနော်တိကျမှန်ကန်တဲ့ prophet ပြုခြင်းကြိုတင်ပြီးတော့နော်ယူပါယုံပေးနိုင်တော်သူပေးနိုင်ခြင်းကိုပြတဲ့လူခေါ်တယ်တဲ့အဲ့ဒါကြောင့်ရှိဟေဆာယာကကြိုတင်ပြီးတော့ BC 900လောက်မှာပြောထားတဲ့ oracle အကြောင်းတွေကိုပြန်လဲပြီးတော့သူတို့မှတရိရလာတယ်ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလရောက်တဲ့အတွက်ကြောင့်သူတို့မှအဲ့ဒီကြမ်းပက်လေးတွေကိုတရိပြန်ရတယ် professor ကတွေကိုပြန်လဲပြီးတော့တန်တတယ်နောက်ပြန်လဲပြီးတော့ဖက်ရှုတယ်နေ့အရှင်နေ့တန်တော့ဖျားထိုင်မှာဆုတောင်းတယ်ဘာဆုတောင်းလဲမဆာယာကိုပေးပါကျွန်တော်တို့ကတင်ရှင်ကိုပေးပါဟေဆာယာကပြောသွားတဲ့ကျွန်တော်တို့ကတင်ရှင်မဆာယာပေါ့နော်ဟိုမာလခီရောဇဖနာယာတို့ပြောတဲ့ကတင်ရှင်ကျွန်တော်တို့ကိုကျွင်ဘဝကနေလွတ်ပြောရှင်မဲ့နော်အဲ့ဒီဘရှင်ကိုပေးပါဆိုပြီးတော့ဣတရာလူမျိုးတွေကနေ့အရှင်နဲ့တန်းသူတို့ဖျားခင်ထံကိုဆုတောင်းခဲ့တယ်တဲ့ဒါပေမဲ့ဖျားသခင်က prophet ဆိုတာနော် prophet ဆိုတာကဖျားသခင်ရဲ့စကားကိုလူတွေထံမှာပြောတဲ့သူကို prophet လို့ခေါ်တယ်ဘုရားသခင်ရဲ့စကားကိုလူတွေထံမှာ message ပို့တဲ့သူကို prophet လို့ခေါ်တယ်ယစ်ပရောဟိတ်ဆိုတာကလူတွေရဲ့စကားကိုလူတွေရဲ့အခြေအနေလူတွေရဲ့လူအင်ဆန္ဒလူတွေရဲ့တုံ့တက်နေတဲ့အရာကိုဘုရားသခင်ထံမှာပေးပို့တော်သူကိုယစ်ပရောဟိတ်လို့ခေါ်တယ်ဆိုတော့အဲ့ဒီချိန်ကာလမှာယစ်ပရောဟိတ်လည်းမရှိတော့ဘူး prophet လည်းမရှိတော့ဘူးဘုရားသခင်ကဒီလူနေပါဒီလူဖြစ်ပါဆိုပြီးတော့စကားပြောတဲ့လူလည်းမရှိတယ်လို့လူတွေရဲ့အခြေအနေကိုဘုရားသခင်ထံမှာ message ပို့တဲ့ prophet လည်းယစ်ပရောဟိတ်လည်းမရှိတော့ဘူးဆိုတော့အဲ့ဒီချိန်ကာလမှာလူတွေကိုယ်တိုင်ကဘုရားသခင်ကိုနေတာတော့ဆုတောင်းလိုက်တယ် prophet ကိုဆက်လွတ်ပေးပါယစ်ပရောဟိတ်ကိုပေးပါ
ကျွန်တော်တို့အခုကတင်မဲ့ဘဂျင်ပေးပါပေါ့နော်အဲ့လိုမျိုးတွေဣတရေလလေးကဆူတောင်းပေးလိုက်တယ်အဲ့ဒါကိုဘုရားသခင်ကနာညောင်ပြီးတော့နှစ်ပေါင်း80ကျော်ကြာလာတဲ့အချိန်မှာsorry နှစ်ပေါင်း900ကျော်ကြာလာတဲ့အချိန်မှာအဲ့ဒီဟေဆယရဲ့နာဂတိကျမ်းရဲ့ဗျာဒိတ်ကျမ်းကိုပြည့်စုံလာပြီးတော့ယေရှုခရစ်တော်ဟာဒီလောကမှာကြွလာခြင်းဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ကြွလာတာနဲ့အဲ့ဒီဗျာဒိတ်ကျမ်းယေရှုခရစ်တော်မွေးဖွားခြင်းယေရှုခရစ်တော်အသက်တာယေရှုခရစ်တော်ရဲ့သာသနာပြုခြင်းလုပ်ငန်းယေရှုခရစ်တော်တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တရင်ကောင်းတွေကိုထွက်ပေါ်လာခြင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အတူချုပ်လည်းနဲ့ပြောမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့မှတ်လို့အောင်ဓမ္မကျမ်းတစ်စစ်လို့ပဲပြောထားတယ်နော်ဓမ္မကျမ်းလို့ New Testament လို့ပြောထားတယ်အဲ့ဒီ New Testament ကိုကျွန်တော်တို့အချိန်ကာလနဲ့ပေါ့နော်9ခုခွဲချက်ထားတယ်အခုနပြောပြသားဖြစ်တယ်ဒါ in New Testament set 5အဲ့ဒီ New Testament ကို9ပိုင်းချက်ထားတယ်နံပါတ်1တရင်ကောင်းခရစ်ဝင်ရာဇဝင်ကျမ်းများခရစ်ဝင်ကျမ်းများဓမ္မကျမ်းတိပထမလေးဆောင်ဖြစ်တယ်မဿဲမာကုလုကာရှင်ယောဟန်ပြီးတော့တမန်တော်ဝတ္ထုကိုဓမ္မကျမ်းတိပစ္စမမြတ်ကျမ်းဖြစ်ပေမဲ့တမန်တော်မြတ်ဆောင်ရချက်မြတ်တော်မဟုတ်တမန်တော်မြတ်ပုံပင်အသင်းတော်ပုံပင်ကိုကြီးထားတာဖြစ်တဲ့အတွက်ကြောင့်တမန်တော်ဝတ္ထုဟာခရိယာပုံပင်တမန်လို့တမထင်ခေါ်တယ်နံပါတ်3ရှင်ပေါလုရဲ့ဩရစာဆောင်များနံပါတ်4အထွေထွေဩရစာဆောင်များနံပါတ်5ဗေဒိကျမ်း revelation ဖြစ်တယ်ဆိုတာကိုဓမ္မကျမ်းတစ်ရဲ့အပိုင်း5ပိုင်းကိုကျွန်တော်တို့သိထားဖို့လိုတယ်ဒီညတော့အယူရှင်လုံးနဲ့ပဲကျွန်တော်တင်ပြမှာဖြစ်တယ်ပြီးတော့ဒီဓမ္မကျမ်းတစ်ကိုအဲ့ဒီဓမ္မကျမ်းတစ်ရဲ့တော့အချက်လို့ပြောမှာပေါ့နော်အဲ့ဒါဓမ္မကျမ်းတစ်ရဲ့ပုံဆောင်ခြင်းကိုကျွန်တော်တို့ဒီမှာနည်းနည်းပကြည့်ရအောင်နော်တရင်ကောင်းဆိုတာကယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနဲ့တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုတရင်ကောင်းလို့ခေါ်ပြတာဖြစ်တယ်ယေရှုခရစ်တော်ဒီတရင်ကောင်းကြီးထားတဲ့အဲ့ဒီတရင်ကောင်းလေးခုထဲမှာရှင်မဿဲမတ်နဲ့လုရဲ့သူတို့ရဲ့တွင်တင်ချက်နဲ့သူတို့ရဲ့အမိန့်ကိုနော်ဒီမှာတေချာကြီးထားတယ်နံပါတ်1ပထမဆိုရှိထားတဲ့မချို့ကဘာပြောလဲဆိုတော့တမဟုတ်ကလွင်ခဲတဲ့အကြောင်းအရာလေးတွေကိုဣတရေလလူမျိုးကြီးပိမိုနီဤဆောင်ပါဖြစ်သည်သူလည်းမကြည့်ရှင်မဿဲကကြီးထားတာကနော်ဣတရေလလူမျိုးတွေရဲ့နောက်ဘဝအကြောင်းကိုကျူပြန်လှန်တာနော် prophet ပြုထားတဲ့ Old Testament နော်ဓမ္မဟောင်းကျမ်းကအဖြစ်လေးတွေကိုသူပြန်လှန်တာဖြစ်တယ်တဲ့သူကဘာပြောလဲရှင်တော့ယေရှုခရစ်တော်ဟာဣတရေလလူမျိုးတွေရဲ့ဘုရင်ဖြစ်တယ်တဲ့ရှင်မဿဲပြောထားတာနော်ရှင်မဿဲကလွင်ခဲ့တဲ့အကြောင်းအရာကိုသူကပြန်လဲပြီးတော့ပြန်ရေးထားတာဖြစ်တယ်ယေရှုခရစ်တော်ဟာရှင်မဿဲကတော့ဘုရင်ဖြစ်တယ်တဲ့ဣတရေလလူမျိုးတွေရဲ့ဘုရင်ဖြစ်တယ်တဲ့သူကအာဗြဟံရဲ့သားဖြစ်တယ်တဲ့နော်သူကအာဗြဟံရဲ့သားဖြစ်တယ်သူကတော့အယံကိုခွန်အားရှိတဲ့ချင့်သိပ်လူဖြစ်တယ်တဲ့ကဲအဲ့ဒီလေခုကမတာရှင်မဿဲကတော့အလွင်ခဲ့ပြီးတော့အကြောင်းအရာလေးကိုပြန်လည်ပြထားတယ်ယေရှုခရစ်တော်ဟာဣတရေလလူမျိုးတွေရဲ့ဘုရင်ဖြစ်တယ်သူဟာအာဗြဟံထံကနေမွေးဖွားလာတဲ့အာဗြဟံရဲ့သားဖြစ်တယ်သူဟာချင့်သိပ်လူခွန်အားရှိတဲ့သူဖြစ်တယ်တဲ့မာကုကတော့ဘာပြောလဲဆိုတော့မဟုတ်ဘူးနော်ယေရှုခရစ်တော်ဟာဘုရင်လည်းမဟုတ်ဘူးကျွန်းဖြစ်တယ်တဲ့ယေရှုခရစ်တော်ဟာကျွန်းဖြစ်တယ်နော်သူမြအလောက်ကိုပဲလောက်ပဲတဲ့သူဖြစ်တယ်အဲ့ဒါမာကုကသူဟာလူသားတယောက်ဖြစ်တယ်သူကတော့ကျွန်းလူနွားလူသူမြအတွက်ပဲအလောက်ပဲတဲ့လူဖြစ်တယ်တဲ့နော်သူအတွက်ဘာမှမလုပ်ဘူးသူမြအတွက်အလောက်ပဲတဲ့နွားလူပဲဖြစ်တယ်တဲ့နော်အဲ့လိုမျိုးပဲပြောထားတယ်ပြီးတော့ရှင်မဿဲက
ยูดาลูมิโอเตเปเยซูคริสต์ก็ยูดาลูมิโอเตเปลาเร่เนาะดมห้องกะเปียเดจมไปปีสุงลาผู้อย่างด้วยอิตเรลาลูมิมิริบิจินอภิตูกะลาราพิเตลูเปียวทาเรดาเปเมมาคุกะโรเปียวเรเยซูคริสต์ฮะอิตเรลาลูมิมิริบิจินมหาเบเนเจนเตลูมิมิริตะปาโตตูเมียอเตเนาะอลาโลเปปุตะปาโตตูเมียกูเกติมปุตะปาโตตูเมียกูอุสองปุลาราพิเตเรอะราชิมาคุกะเปียวเรมชิมเตเนชิมาคุနဲ့အမေမတူကြဘူးနံပါတ်3ကရှင်လုကာကဘာပြောလဲဆိုတော့သူဟာတဲ့ပြီးဆုံတော်လူသားတယောက်ဖြစ်တယ်တဲ့နော်အဗရာဟမ်သားလည်းမဟုတ်ဘူးဖျားသားလည်းမဟုတ်ဘူးသူဟာပြီးဆုံတော်သားတယောက်ပဲဖြစ်တယ်တဲ့သူဟာပြီးဆုံတော်သားတယောက်ဖြစ်တယ်သူကအာဒမ်ကနဲ့မွေးဖွားလာတဲ့သားဖြစ်တယ်တဲ့အာဒမ်ကနဲ့မွေးဖွားလာတဲ့သားဖြစ်တယ်လူသားတယောက်ဖြစ်တယ်တဲ့နော်ဖျားသားလည်းမပြောဘူးရှင်လုကာကတော့ပြီးဆုံတော်လူသားဖြစ်တယ်အာရမ်ကနဲ့မွေးဖွားလာတဲ့လူသားဖြစ်တယ်ပြီးတော့လူမျိုးပေါင်းစုံနိုင်ငံတကာလူမျိုးပေါင်းစုံလူမျိုးတကာအတွက်သူကလာတာဖြစ်တယ်တဲ့သူရဲ့အကြောင်းအရာဟာယေရှုခရစ်တော်ဟာမိုင်ကန်တော်တမိုင်းကိုသူကစတင်ပြီးတော့ရေးသားသူဖြစ်တယ်တဲ့ယေရှုခရစ်တော်ဟာမိုင်ကန်တော်တမိုင်းကိုရေးသားတော်သူဖြစ်တယ်လို့ရှင်လုကာကတော့မြင်တယ်ဒါပေမဲ့ယောဟန်ကတော့လုံးဝအဲ့ဒီလူ၃ယောက်ရဲ့အမြင်နဲ့ဒီယောဟန်ရဲ့အမြင်ကလုံးဝကွာခြားတယ်ယောဟန်ကဘယ်လိုမြင်လဲဆိုတော့သူကတော့ထာဝရပဲတဲ့နော်သူကတော့ထာဝရအတွက်ဖြစ်တယ်တဲ့သူကဘေးကနေလာတယ်ဆိုတော့ကောင်းကင်နိုင်ငံကနေကြွလာတဲ့ဘုရားသခင်ရဲ့သားဖြစ်တယ်တဲ့ယောဟန်ကယေရှုခရစ်တော်ကိုမြင်တာနဲ့သူဟာကောင်းကင်နိုင်ငံကနေကြွလာတဲ့ဘုရားသခင်ရဲ့သားဖြစ်တယ်သူကထာဝရအသက်ရှင်တော်သူဖြစ်တယ်နော်တင်းငယ်လူနော်အမေတန်နုပြူတန်းဆွနေတဲ့လိမ်မာတဲ့နော်သူဖြစ်တယ်တဲ့အဲ့ဒီယေရှုခရစ်တော်ဆိုတဲ့ဘုရားသခင်ရဲ့သားတော်ဟာယုံကြည်တော်သူတွေအတွက်ထာဝရအသက်ကိုပေးတော်သူဖြစ်တယ်တဲ့အဲ့ဒါယောဟန်ကတော့နော်ဒီလောကဇာတိပကတိနဲ့မမြင်ပဲနဲ့ဝိညာဉ်ပကတိနဲ့ယေရှုခရစ်တော်ကိုသူမြင်လာတယ်ကောင်းကင်နိုင်ငံကနေကြွရှင်းလာတဲ့ဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုယုံကြည်တော်သူတွေအားလုံးအတွက်ထာဝရအသက်ကိုပေးနိုင်တော့ထာဝရအသက်ရှင်တော်ဘုရားဖြစ်တယ်ဆိုတာကိုယောဟန်ကတော့ယေရှုမြင်တဲ့အကြောင်းမကကိုဝိညာဉ်ရေးရတဲ့သူကမြင်တယ်ဒါပေမဲ့ရှင်မဿဲနဲ့မာကုနဲ့လုကာကတော့လူသားတွေအားလုံးအတွက်ဖြစ်တယ်ကျွန်းလူလာတဲ့ဣသရေလလူမျိုးတွေအတွက်လည်းပဲဖြစ်တယ်ဆိုမှဇာတိပကတိနဲ့သူတို့ကမြင်တဲ့အချိန်မှာယောဟန်ကတော့ဝိညာဉ်ပကတိနဲ့သူကယေရှုခရစ်တော်ကြောင့်ကိုရေးထားတာကိုကျွန်တော်တို့တွေ့ထားခဲ့ပါတယ်ပြီးတော့ရှင်မဿဲကရေးထားတဲ့ပုံပြင်ကမတူကြဘူးရှင်မဿဲကကျွန်တော်တို့ Dex Bible လို့ရေးထားတယ်ဒီ Dex Bible ကနော်ဟုတ်ကဲ့ဆရာမရှိတယ်ဒီ Dex Bible ဆိုတာဒီ Dex Bible ကမြန်မာပြီးမှာတော့တိတ်တုံးတဲ့လူတိတ်မရှိဘူး study မှာပဲမတုံးကြတယ်အဲ့ဒီ Dex Bible က share လဲ share တယ်ဒါတွေ Dex Bible ကရေးထားတာကတော့AD 50နဲ့60ကြာမှာရေးထားတာဖြစ်တယ်တဲ့အဲ့ဒီရှင်မဿဲကိုဘယ်မှာရေးထားတယ်လဲဆိုတော့ Antioch မြို့ကနဲ့ရှင်မဿဲကရေးထားတာဖြစ်တယ် AD 58 AD 39မှာရေးထားတယ်လို့ပြောထားတယ်ဒါပေမဲ့တစ်ချက်လူတွေကတော့ AD 50နဲ့58နဲ့60ကြာမှာရေးထားတာဖြစ်မယ်လို့ယူကြည်ကြတယ်အဲ့လိုပဲရှင်မကုလည်းဒီကတော့ AD 59မှာရေးထားတယ်လို့ပြောတယ်တစ်ချက်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့55နဲ့60ကြာမှာရေးထားတယ်တဲ့သူကတော့ရောမမြို့ကနေရေးထားတာဖြစ်တယ်တဲ့အခန်းကြီး16ပါတယ်နော်ရှင်မဿဲကအခန်းကြီး18ပါတယ်အန်တောမြို့ကနေရေးထားတယ်လို့ပြောတယ်ဒါပေမဲ့မာကုကတော့အခန်းကြီး16ပါတယ်ရောမမြို့ကနေရေးထားတာဖြစ်တယ်လို့ပြောတယ်ရှင်လုကာကတော့အမေတန်ရှင်ပေါလုနှုတ်ကိုလိုက်နေတယ်နော်ဓမ္မတော်အထုကိုဖတ်နေတဲ့အချိန်မှာကျွန်တော်တို့ရှင်လုကာကဓမ္မတော်ပေါလုကိုအမေတန်နှုတ်လိုက်တယ်ဆိုတော့ဒီလုကာကဘယ်မှာရေးထားလဲဆိုတော့ရောမမှာလည်းရေးထားတာရှိတယ်ရှိစရိယကနဲ့လည်းရေးထားတယ်
ชีสเรียกันเนี่ยเลยยีท่าเรโรมากันเนี่ยยีท่าเรตัวมาคันจีนเสเลชีเรตัวชีเรนิกาโรดีเช่าเสกันเนี่ยคุณเสอเจ้ามาพินาเนลุจุนจีจาเรနောက်ဆုံးတရင်ကောင်းတစ်ခုဖြစ်တဲ့ယောဟန်ကတော့ဒီကုဆေမှာရေးထားတယ်လို့ပြောထားတယ်ဒီယောဟန်ကအဲ့ဒီပတ်တမုတ်နော်ကျွန်းမှာအဖက်ဆာမြို့မှာချီပူထဲမှာထည့်ပြီးမှအဲ့ဒီပတ်စမုတ်ဒီမှာကျွန်းမှာသူ့ကိုပူထားလိုက်တယ်အဲ့ဒီမှာယေရှုခရစ်တော်နဲ့ယူပွဲယုံပြုပြီးတော့ revelation လုပ်ပြီးတော့အဲ့ဒီပြတဲ့အကျင့်ကိုရေးထားပြီးမှနောက်ဆုံးမှာအဲ့ဒီကျွန်းမှာမတည်တဲ့အတွက်ကြောင့်အဖက်ဆာထောင်ကိုပြန်ပူလာတယ်အဖက်ဆာထောင်ကိုပြန်ပူလာတဲ့အချိန်မှာယောဟန်ကအဖက်ဆာထောင်ကနဲ့ဒီတရင်ကောင်းယောဟန်ဆိုတာကိုရေးထားတာဖြစ်တယ်အဲ့ဒါကြောင့်ဒီကုဆေလေးနဲ့ကုဆေရှိကြမှာဖြစ်နာနေဆိုတာကလူတွေကယုံကြည်ရတယ်ဓမ္မကျင့်တဲ့ပုဂ္ဂိုလ်တွေကယုံကြည်ကြတယ်ဆိုလူချင်တာကဘယ်တဲ့ကျင့်ရေးပြီးမှဒီတရင်ကောင်းကိုယောဟန်ကရေးထားတာဖြစ်တယ်နော်ဘယ်တဲ့ကျင့်ကတော့ယေရှုခရစ်တော်နဲ့တွေ့တဲ့အချိန်မှာသူရေးထားတာဖြစ်ပေမဲ့အဲ့ဒီတရင်ကောင်းယောဟန်ကျတော့သူကထောင်ကနဲ့အဖက်ဆာကိုပြန်ပြောင်းလာတဲ့အချိန်မှာရေးထားတာဖြစ်တယ်အခန်းကြီး22ပါဝင်တယ်ဆိုတာကိုအဲ့ဒါတရင်ကောင်းကန္တာပေါ့နော်ပထမဆုံးအခန်းကန္တာဖြစ်တဲ့တရင်ကောင်းလေးခုရဲ့အခန်းကန္တာကိုဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ် number dates and keywords ကျန်းစာအောက်တန်းမှာအဓိကပြုတ်စုနေတဲ့စကလုံးရှိတယ်နော်အဓိကအပွင့်ယူတဲ့စကလုံးရှိတယ်အဲ့ဒါလည်းကိုကျွန်တော်တို့ကအမေတမ်းမှတ်မိဖို့လိုတယ်ဆိုတော့ကျန်းစာမှာပထမအဆုံးရှိထားတဲ့ဟာနဲ့ကျွန်တော်တို့တွေ့တယ်နော်မတိုင်မလုကဇောဟလုပဲမတော်ပဲနဲ့ကျန်းပိုက်ကိုဘသူကပထမအဆုံးရှိထားတာလဲဆိုတဲ့နှစ်ကနေပဲကျွန်တော်တို့တွေ့တယ်အတွက်ကြောင့်အခုနဆရာပြောသလိုဓမ္မကျင့်တစ်မှာပထမအဆုံးရှိထားတဲ့ကျင့်ပိုက်ကဇမ်ဖြစ်တယ်လို့ပြောတဲ့လူရှိတယ်အရှင်ယာကုပ်လို့ပြောတဲ့လူရှိတယ်ကာလတိလို့ပြောထားတဲ့လူရှိတယ်အဲ့ဒီလိုပဲfocus ပြထဲမှာနော်တရင်ကောင်းလေးခုထဲမှာမကုကပထမအဆုံးရေးထားတာဖြစ်တယ်နော်မတေကပထမဆုံးထမထားပေမဲ့ပထမဆုံးရေးထားတာကမကုဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကြည့်မယ်ရှင်နော်ရှင်ယာကုပ်ကဒီလေးစေလေးနဲ့လက်ဆက်ကူကြမှာရေးထားတာဖြစ်တယ်ယာကုပ်ရဲ့အဓိကအချက်ကအခန်းကြီး9အငယ်16ဖြစ်တယ်တယောက်လို့ဖတ်ကြည့်ရအောင်ရှင်ယာကုပ်အခန်းကြီး9အငယ်16တယောက်လို့အချင်းယူပြီးတော့ဖတ်ပေးပါယာကုပ်အခန်းကြီး9အငယ်16ဆရာသမီးဖတ်ပြမယ်နော်ဟုတ်ပြီအခန်းကြီး9ငယ်16နော်ဆရာဟုတ်ကဲ့အချစ်ချင်းတရားနဲ့တရားကိုပြီးကိုဖော်ပြတောင်းပန်ကြတော့စန္ဒာယမိအကြောင်းချစ်ချင်းတို့ကိုရှုတောင်းကြတော့သူတို့ကောင်းရှုတောင်း၍အရှင်ကြီးသောပဒနာတရားအလွန်တကူပါ၏ကဲအဲ့လိုပဲကျွန်တော်တို့ကအကြံပိတ်ဖတ်မယ်ဆိုတော့အနေနဲ့ကြာလာမယ်ဆိုတော့လေတခြားကြံပိတ်တွေတော့မဖတ်တော့ဘူးနော်ဂျာကုပ်ကဒီလေးစေလေးနဲ့လေးစေကူချမှာကြီးထားတယ်သူမတည့်ခင်မှာကြီးထားတဲ့အဖြစ်တဲ့အတွက်ကြောင့်သူကလေးစေ6လောက်မဆုံးသွားတဲ့အတွက်ကြောင့်ပြီးတော့ကာလတိဩရဆာဆောင်ကိုလေးစေကူနဲ့ငါစေချမှာကြီးထားတယ်ကာလတိဩရဆာဆောင်ရဲ့အဓိကတော့ချက်ကတော့အခန်းကြီး2အငယ်26ဖြစ်တယ်နော်အဲ့ဒါကျွန်တော်ဆရာပြထားတဲ့ဟာလေးတွေကိုမကြီးနိုင်ရင်တော့မှနော် screen shot လောက်ပေးလိုက်ပါနော် screen shot လောက်ပြီးတော့ဖတ်ထားလိုက်ပါကာလတိဩရဆာဆောင်ရဲ့အဓိကတော့ချက်ကအခန်းကြီး2အငယ်26ဖြစ်တယ်ရှင်မကုတ်ကဒီ50နဲ့60ကျမှရေးထားတယ်အဓိကတော့ချက်ကတော့အခန်းကြီး1အငယ်30ဖြစ်တယ်ရှင်မတဲကဒီ50နဲ့60ကျမှရေးထားတယ်အဓိကတော့ချက်ကအခန်းကြီး9အငယ်7ဖြစ်တယ်ပြီးတော့မကုတ်တော့နော်ဂျောဟန်တို့မရှိခင်မှာရှင်ပေါလုကသူ့ရဲ့ဩရစာဆောင်နဲ့ရေးထားတယ်First Thessalonica နဲ့ Second Thessalonica ကို
ไอ้ดีง่าเสตีเนี่ยชาวเสนิจามาจิธาง่าเสนิจามาจิธาเรฟัสเทสโลนิกาเยคันดีกาคันการะคันจีงาอันเงเสชาวเสกุมพิเตเนาะชูเสกดุติยสาสงการะคันจีโตอันเงตงพิเตปีโรโกรินทูปฐมสาสงเนี่ยดุติยสาสงกะไอ้ดีง่าเสงาเนี่ยง่าเสชาวเจ้ามาจิธาเรปฐมสาสงยะที่กาเชกการะคันจีชาวอันเงเสกุนเสพิเตဒုတိယစာဆောင်ရဲ့အဓိကချက်ကတော့အခန်းကြီး3အငယ်9နဲ့အခန်းကြီး9အငယ်10ခုဖြစ်တယ်။ရောမဩဝါဒစာဆောင်ကAD 56မှာရေးထားတယ်။အဓိကအတော့ချက်ကတော့အခန်းဒီအရှိကြီးတဲ့ရောမအခန်းကြီး1အငယ်16ကိုကျွန်တော်တို့ဆရာမတစ်ချက်လောက်ဖတ်ပေးပါနော်။ရောမဩဝါဒအခန်းကြီး1အငယ်16ရောမအခန်းကြီး1အငယ်16အခန်းကြီးပြငယ်16နော်ဆရာငါဒီခရစ်တော်၏ဥပံကလေးတရားအကြောင်းဆက်ကြောက်ရှင်မရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေလသလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖျားသခင်၏တကူတော်ဖြစ်၏အဲ့ဒါအရေးကြီးတယ်နော်ရောမဩဝါဒစာဆောင်ရဲ့အဓိကတော့ချက်ကအခန်းကြီး1အငယ်16ဖြစ်တယ်ပြီးတော့ရှင်လုကာခရစ်ဝင်ခန်းကြီးကအခန်းကြီး2အငယ်4နဲ့ခွန်ဖြစ်တယ်အဲ့ဒါလဲအခုဖတ်ပါပြီးတော့ရှင်လုကာဟာ AD 60နဲ့60တိထားမှာရေးထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်နောက်ပြီးတော့FSO ရအစာဆုံးက AD 60နဲ့60နှစ်ကြာမှရေးထားတယ်အဲ့ဒါကိုဒီဟာလေးကိုကျွန်တော်အခန်းဖတ်ဖို့ကတော့ကိုဖတ်เนาะအကြီးကြီးဟာကိုပဲရှာဖတ်ခန့်လိုက်မယ်ဖိလိပ္ပိဩရစာဆောင်ကတော့အခန်းကြီး60AD 60နှစ်မှာရေးထားတယ်အခန်းကြီး1အငယ်21ကအဓိကအရေးကြီးတာဖြစ်တယ်ဖိလိမွန်ဩရစာဆောင်က60နှစ်မှာရေးထားတယ်အခန်းကြီးမရှိတော့အခန်းငယ်6ကအကြီးကြီးတာဖြစ်တယ်ကိုလိုရှန်က AD 60နှစ်မှာရေးထားတယ်အဓိကတော့ချက်ကအခန်းကြီး1အငယ်56ဖြစ်တယ်ဓမ္မတော်ဝတ္ထုကအကြီးကြီးတယ်အဲ့ဒီဓမ္မတော်ဝတ္ထုအခန်းကြီး1အငယ်8ကိုလည်းပြန်ဖတ်မယ်ဓမ္မတော်ဝတ္ထုက AD 60နှစ်မှာရေးထားတာဖြစ်တယ်အခန်းငယ်1အငယ်8ကိုပြန်ဖတ်မယ်အခန်းငယ်1အငယ်8သမဏဝတ္ထုကခန်းကြီး1ငယ်8မဟုတ်လားဟုတ်တယ်အငယ်8ပေါ့အပန်းခန်းကြီး1အငယ်8လူခိုင်မတ်တာခိုင်ကြတဲ့ငယ်ထိုတို့မရှိတော့လေတင်တို့အပေါ်သို့တန်ရှင်တော်ဝိညာဉ်တော်ရှင်တဲ့တော့အခါတင်တို့ဒီတကူကိုခံရ၍ယေရုရှလင်မြို့မှစသောယုဒပြည်စမရိပြည်မြေစစ်စွမ်းတန်အောင်ငါဒီတက်တဲ့ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဟုတ်တယ်နော်အဲ့ဒါအကြီးကြီးတယ်နော်ဓမ္မတော်ဝတ္ထုခရစ်ယာန်ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေကစတင်တဲ့နော်ပုံပင်တမန်ဆောက်ဓမ္မအကြဆိုရင်ဓမ္မဆောက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခန်းကြီး1အငယ်8ကနေကျွန်တော်တို့ကိုပထမအဆုံးအတည်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတယ်အဲ့ဒါလေးကိုဆရာမတော်မှတ်ထားပါတိမိုသေဩရစာဆောင်ကပထမစာဆောင်နဲ့ဒုတိယစာဆောင်ကတူတဲ့ရှိတဲ့အနှစ်ကာလမတူဘူးနော်AD 60နှစ်မှာပထမစာဆောင်ရေးထားတယ်နောက်ပြီးတော့ AD 66မှာနှစ်ပေါင်း6နှစ်လက်ခုနှစ်လောက်ကြာတဲ့အချိန်မှာဒုတိယစာဆောင်ကိုရေးထားတာဖြစ်တယ်အဲ့ဒါကြီးဖူကဆရာဒီပထမစာဆောင်ကအခန်းကြီး1အငယ်9ဒုတိယစာဆောင်ကအခန်းကြီး1အငယ်2ဖြစ်တယ်အဲ့ဒါလေးကိုပြန်ဖတ်ကြည့်အောင်အရေးကြီးတယ်တိမိုသေဒုတိယစာဆောင်
ဒီဒုတိယစာဆောင်အခန်းကြီးလေးအငယ်နှစ်ဒီအခန်းကြီးလေးအငယ်နှစ်ပြီးတော့တယောက်ကဒုတိယပေတရုဒုတိယစာဆောင်အခန်းကြီး3အငယ်8အရှင်သင်ထားပါတယောက်ကအရှင်ပေတရုအခန်းကြီး3အငယ်8ရှင်သင်ထားပါဆရာမဆာရဖတ်ပါဒီအခန်းကြီးလေးငယ်နှစ်ငယ်နှစ်နော်ဆရာဟုတ်တယ်ကျလဲငယ်နှစ်သူအခန်းကျလဲငယ်နှစ်အခန်းကြီးလေးအငယ်နှစ်ကျလဲငယ်နှစ်ရမဟုတ်လားนี่เราฟังในตั้งคือဘာပဲတင်လဲနားလေးနော်ဆရာนี่ဒါပဲသူအခန်းကျလဲငယ်နှစ်တွေ့တယ်လို့ရှိရင်ဖတ်ပါတွေ့တယ်လို့ရှိရင်ဖတ်ပါနော်ဓမ္မစာရမတွေ့နိုင်ဘူးထင်တယ်တိတောအခန်းကြီးလေးငယ်နှစ်မတွေ့သေးဘူးလားဘာဒီမိုတေပြောတာထင်တယ်ဟုတ်တယ်လေတိမောသေအခန်းကြီးလေးငယ်နှစ်ဒုတိယစာဆောင်အမလေးကျန်တဲ့လူဖတ်ပါအောင်တွေ့တဲ့လူရှိရင်ဖတ်ပါအချိန်နဲ့ချင်းကြာလာတယ်အခန်းကြီးလေးငယ်နှစ်နော်ဆရာဟုတ်တယ်သိပြီဆရာနှုတ်ကပတ်တရားတော်ကိုဟောပြောလို့အစဉ်ချစ်တည်ဖြစ်စေမရှိတည်ဖြစ်စေစူးစမ်းအထောက်လို့အပြည့်ကိုဖော်ပြလို့ဆုံးမခြင်းကိုပြုလို့အလွန်စိတ်တော်စိတ်နှင့်ဩဝါဒမျိုးကိုပေ၍တိုက်တွန်းသွေးလျှော်လို့ဘာကိုဟောပြောရမှာလဲနှုတ်ကပတ်တော်နှုတ်ကပတ်တော်အပြင်ဘာကိုပြန်ဖက်ပေါင်းတေချောင်းတေချေနာထောင်းနော်နှုတ်ကပတ်တရားတော်ကိုဟောပြောလို့အစဉ်ချစ်တည်ဖြစ်စေမရှိတည်ဖြစ်စေစူးစမ်းအထောက်လို့အပြည့်ကိုဖော်ပြလို့ဆုံးမခြင်းကိုပြုလို့အလွန်စိတ်တော်စိတ်နှင့်ဩဝါဒမျိုးကိုပေ၍တိုက်တွန်းသွေးဆောင်လို့ဘသူအတန်လည်းမကြည့်ဘူးအရနာကြီးတယ်လည်းမကောင်းချင်တယ် Reverend တန်ကိုဟောလာမကြည့်နည်းနည်းတန်မို့တော့ပေးပါကဲဘာပြောလဲဓမ္မတရားကိုဟောပြောပါအချင်းဖြစ်စီဒီဖြစ်စေမရှိဒီဖြစ်စေဘာဟောရမလဲဓမ္မတရားကိုဟောပါလို့ပြောတယ် prosperity gospel လို့ခေါ်တယ်နော် prosperity gospel တော့ charismatic gospel တော့ဟောပါလို့ပြောလားဓမ္မကျမ်းစာမှာခရိယာတန်းဖြစ်ရင်ချမ်းသာရမယ်ဆိုတာမျိုးဟောပါလို့ပြောလားမပြောဘူးနော်ပြောပါအဲ့လိုနေအနာရောကရင်တက်မယ်အဲ့လိုနေရင်ဘာလို့ဖြစ်မယ်ဘာညာဟောပါလို့ပြောလားမပြောဘူးနော်တမန်တရားကိုပဲဟောပါလို့ပြောထားတယ်တမန်တရားကိုပဲအရှိအတန်းဟောပါတမန်တရားကိုပဲအချင်းရှိသည်ဖြစ်စေမရှိသည်ဟောပါလို့ပြောထားတယ်နော်ဒီနေ့ကျွန်တော်တို့ကခရိယန်ကြီးကနောက်ဆုံးတော့ကာလမှာအသက်ရှင်နေတဲ့အတွက်ကြောင့်တရိထားဖို့လူတယ်နော်အကုန်လုံးကတရင်ကောင်းမဟုတ်ဘူးနော်တရင်ကောင်းဆိုတာဓမ္မတရားပဲယေရှုခရစ်တော်တဲ့ချင်းကနေရှင်ပြန်ထမြောက်တယ်အပိတ္တကျွန်တော်နဲ့ခင်ဗျအတွက်အသေးခံရတယ်ရှင်ပြန်ထမြောက်ဆိုတာပဲတရင်ကောင်းပဲအဲ့ဒီဓမ္မတရားကိုပဲဟောပါလို့ပြောထားတယ်နော်ခရိယန်ဖြစ်တော့တူဖြစ်ရမယ်အာရတူဖြစ်ရင်ဘာညာပေါ့နော်ပိုက်ဆံတူပွဲမယ်အကြီးချူမယ်ဘာညာဒီလိုမျိုးတွေတရင်ကောင်းမဟုတ်ဘူးနော်ဒီဟာတွေတတိထားရမယ်ဆရာမလည်းလုံးဝမဟောနဲ့ဆရာတင်ပေးတဲ့ဟာတွေပဲဟောပါရနော်နားဆက်တော့နားရတဲ့နားမရှိနဲ့နော်ဓမ္မတရားပြဟောပါကဲရှင်ပေတရုအခန်းကြီး2sorry ရှင်ပေတရုဒုတိယစာဆောင်အခန်းကြီး3အငယ်8သူဖတ်မလဲဟုတ်ကဲ့ဆရာကျွန်တော်ဖတ်မယ်နော်ဟုတ်ကဲ့ရှင်ပေတရုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်း18
ကျေးဇူးတော်နှင့်ကောင်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရက်ကာလပတ်လုံးဘုန်းအတည်ရှိတော်မူစေတည်းအာမင် ဘယ်လောက်ကောင်းလိုက်နော်သင်ပေထုကပြောထားတယ်ဘုရားသခင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားနဲ့သူ့ရဲ့ချစ်ချင်းမတ္တခရုဏာကိုတည်ကျွမ်းစေနာတာဟာနော်အဓိကအကြီးကြီးတာဖြစ်တယ်အဲ့ဒါကိုယုံကြည်သူတွေကသိရမယ်ရှင်ပေထုကဘာပြောလဲအပေါ်ဘာပြောလဲဆိုတော့အခန်းဒီရှင်ပေထုပထမဆာဆိုအခန်းကြီး9ငယ်ရှင်ဘာပြောလဲရှင်ဒိတ်ဟာတဲ့နော်သူများကိုကိစ္စဖူးရအမေတန်ရှင်ဒိတ်ဆိုတာကနော်စာတမဏကကျွန်တော်တို့ကိုတမန်တရားနဲ့လိုက်လွှဲဖူးရန်ကျွန်တော်တို့ကိုကိစ္စဖူးရန်ကျွန်တော်တို့ကိုလင်နဲ့လှည့်ဖြောဖူးရန်အစင်တစ်ကျွန်တော်တို့အနာမှာအမေတန်ရှိတယ်တဲ့နော်အဲ့ဒါကြောင့်တမန်တရားနဲ့မကိတ်ညီတဲ့ဟာတွေနော်တမန်တရားတမဟုတ်တဲ့ဟာတွေတွင်တင်ချက်ဒီနော်သတိထားနော်အဲ့ဒါတွင်တင်ချက်ဒီနော်သတိထားနော်ဝိညာဉ်တော်တမယုံနဲ့လို့ရှင်ယောဟန်ကပြောထားပြီးကြနော်အဲ့ဒါကြောင့်ဒီနေ့ဟာကျွန်တော်တို့နှုတ်ဆုံးတော့ကာလမှာရှိုးရုံနေတဲ့ခက်ကာလမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာဒီဟာလေးတွေကိုကျွန်တော်တို့ကအမေတန်သတိထားဖို့လိုတယ်ဆိုတာကိုဆရာဆရာမတွေသတိထားချင်ရှင်နဲ့နော်ဟဲ့ပဲစာဆောင်ကအခန်းကြီးAD 60ခုမှာရှိထားတယ်60ခုမှာပြီးတယ်အဲ့ဒါမှာအကြီးကြီးတာကအခန်းကြီးဒီအငယ်3အဲ့ဒါလည်းဖတ်ပါအောင်ဟဲ့ပဲအခန်းကြီးဒီအငယ်3ကဲတင်ချင်းကဘလို့မမြက်ခဲ့တယ်လဲဆိုတာအဲ့ဒါမှာပေါ်ပြထားတယ်ဟဲ့ပဲအခန်းကြီး3အခန်းကြီး2အငယ်3ကျွန်တော်ဆက်မယ်နော်အစဦး၌သခင်ဖရာဟောတော်မူ၍ဒေသနာစကားတော်ကိုကြားရသောသူတို့သည်လုံလောက်သောတစ်တေအားဖြင့်ငါတို့အားဆင့်ဆို၍ဟောပြောသောဤမြလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကိုငါတို့သည်နားမထောင်ဘဲနေလျင်အပြစ်ဒဏ်နှင့်အဘယ်သို့လွတ်ကြလိမ့်မည်နည်းအာမင်ရှင်းတယ်နော်ဒီလောက်မြင့်ကြီးမြတ်တဲ့ကယ်တင်ခြင်းတရားကိုကျွန်တော်တို့ကလက်မခံဘူးမဟုတ်ပြောဘူးရှင်နော်ဘုရားသခင်ရဲ့ဗာလဲဒဏ်ခတ်ခြင်းလားပြစ်ဒဏ်ခုနဖတ်တာလေအပြစ်ဒဏ်နော်အပြစ်ဒဏ်နဲ့အဘယ်တော့လွတ်ကြမည်နည်းဒီလောက်မြင့်မြတ်တဲ့ကယ်တင်ခြင်းတရားကိုကျွန်တော်တို့ကအလေးမထားဘဲနဲ့မထီမဲ့မြင်လုပ်နေတယ်ဆိုရင်တော့ဘုရားသခင်ရဲ့အပြစ်ဒဏ်ကိုကျွန်တော်တို့ခံရဘဲနဲ့မနေရမလားကျွန်တော်တို့ဘာတင်ကောဟောရမလဲမြင့်မြတ်တဲ့ကယ်တင်ခြင်းတရားကိုပဲဟောရမယ်မြင့်မြတ်တဲ့ကယ်တင်ခြင်းတရားကိုပဲကျွန်တော်တို့ကဘာလုပ်ရမလဲလက်ခံရမယ်အဲ့ဒီကယ်တင်ခြင်းတရားကိုလက်မခံဘဲနဲ့မဟုတ်ဘဲနဲ့ဆိုရင်တော့ဘောနော် prosperity gospel လို့ခေါ်တယ် charismatic gospel လို့ခေါ်တယ်နော် Asia theology တော့ဘောနော်အမျိုးမျိုးတွေနော်Korea healing ministry တော့နော်အမျိုးမျိုးတွေလာတယ်နော်အဲ့ဒါတွေသတိထားနော်အဲ့ဒါကိုလက်ခံတဲ့လူကတချက်တရင်ကောင်းကိုလက်ခံတဲ့လူတွေကဟိုမှာတချက်လောက်ဖတ်ကြည့်ပါဦးကာလတိအခန်းကြီးဒီအငယ်လေးကာလတိအခန်းကြီးဒီအငယ်လေးကာလတိအခန်းကြီးဒီအငယ်လေးဘယ်သူဖတ်မလဲကျွန်တော်ဖတ်မယ်ဟုတ်ကဲ့ဆရာကျွန်တော်ဖတ်မယ်နော်ဟုတ်ပြီဆရာပဲဖတ်ပါဟုတ်တယ်ပုံပါပါတယ်ကလတေဝရစာခန်းကြီးတဲ့အငယ်လေးထောသခင်ဒီငါတို့အဘတေဟူသောဖယားသခင်ဤအလိုတော်နှင့်အညီဆုညတ်တော်ဤပြစ္စုပန်ဘဝမှငါတို့ကိုကေနှုတ်ခြင်းငါတို့အပြည့်ကြောင်းကိုအပ်ပေးတော်မူ၏ဆက်ဖတ်ပါဆရာအငယ်ရှိဟုတ်ကဲ့အငယ်ရှိဖတ်ပါဟုတ်ကဲ့
တိုးလေတင်တို့အားငါတို့ဟောပြောသောဧဝံဂေလိတရားမှတပါအရှားသောဧဝံဂေလိတရားကိုငါတို့သည်ဟောပြောတော်၎င်းကောင်းကင်ဘုံမှလာသောကောင်းကင်တမန်ဟောပြောတော်၎င်းဟောပြောတော်သူသည်ကျိန်တော်မူရှင်ကိုခံစေ အာမင်ကြားတယ်နော်ကြားတယ်နော်ယေရှုခရစ်တော်ဟာအပြစ်သားရဲ့အတွက်ဖရာသခင်ရဲ့အလူတော်အတန်ဒီလောကမှာဆေလွတ်တာဖြစ်တယ်ကျွန်တော်တို့ဒီလိုအချင်းရှုံရတဲ့ကာလမှာကျွန်တော်တို့အသေးချင်းတရားအပြစ်တရားကြောင့်တေချင်းတရားကနေရင်ဆိုင်မဲ့လူသားရိကေတင်ဖို့ရအတွက်ဖရာသခင်ကဆေလွတ်တာကောတရင်ကောင်းဖြစ်တယ်အဲ့ဒီတရင်ကောင်းမှာအပတစ်ချက်တရင်ကောင်းလာဟောတော်သူမြတ်ဒီကောင်းကင်တမန်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုရီးယားဂျပန်အမေရိကန်ဩစတြေးလျပဲဖြစ်ဖြစ်သူတို့ဟာဗာလဲကျင့်ချင်းကိုခံရလိမ့်မယ်တဲ့နော်ဒီနေ့ကျွန်တော်တို့တတိထားဖို့လိုတယ်နောက်ကပတ်တော်ကိုဓမ္မကျမ်းစာကိုကန်ဆောင်ပြီးတော့ဓမ္မတရားမဟောဘဲနဲ့နော်တရင်တူရီနော်အတူအယောင်နေဟောတဲ့လူတွေအများကြီးရှိပြီပေါ်လာပြီဘာဖြစ်လို့လဲဒီခက်ကနော်လိုဒီရှာခရိယာတင်းတော်ခက်ဖြစ်နေပြီမအဲတဲ့လူတွေအများကြီးပဲမပူတဲ့လူတွေအများကြီးပဲဘုရားသခင်ပြောလဲအဲလဲမအဲဘူးပူလဲမပူဘူးဆိုတော့ပါစက်ထိတ်ကလည်းမောက်ထုတ်ပြလိုက်မယ်လို့ပြောထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတတိထားဖို့လိုတယ်အဲ့ဒါကြောင့်ဒီနေ့ကေတင်ချင်းတရားဒီလို့မမြတ်တဲ့ကေတင်ချင်းတရားကိုမဟောပြောပဲနဲ့လက်မခံပဲနဲ့နော်အနာငင်တဲ့ယောဂချင်းမီနီစတီတော့နော်အပါညာမီနီစတီတော့နော်ဘာဟူဒီအများကြီးပဲဒီဟာဒီကိုကျွန်တော်တို့ယုံကြည်နေမယ်လက်ခံနေမယ်လိမ့်ဆနေမယ်ဆိုတော့ကျွန်တော်တို့ကကျင့်ချင်းကိုခံရမယ်ကျင့်ချင်းဆိုတာဘာလဲငပေငရဲပဲနော်ထာဝရငရဲပဲခံရလိမ့်မယ်အဲ့ဒါကိုဓမ္မကျမ်းစာကကောင်းကောင်းမွန်မွန်တင်ထားပြီးသားဖြစ်တယ်ကျွန်တော်တို့မှာအချင်းတိတ်မရှိတော့တဲ့အတွက်ကြောင့်ဟိုမှာ just မှာလဲဟိုမှာကြီးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်နော်ဆရာမတို့မှတ်မိထားပါscreen shot လေးလောက်ထားပါအဲ့ဒါဆိုကြအရင်ကိုအကြီးကြီးတာဖြစ်တဲ့အတွက်ကြောင့်နော်နောက်ဆုံးအနေနဲ့ပြတဲ့ချက်အခန်းကြီး1အငယ်19ရှာဇွန်လမ်းပဲဖတ်ပေးလိုက်ပါနော်ပြတဲ့အခန်းကြီး1အငယ်19နဲ့အငယ်21အငယ်1ကိုကျွန်တော်တို့ဖတ်မှာဖြစ်ပါတယ်ပြတဲ့အခန်းကြီး1ပြတဲ့အခန်းကြီး1အငယ်19Okay ထိုကြောင့်တင်သည်မြင်ပြီးသောအရာတို့ကို၎င်းယခုရှိသောအရာတို့ကို၎င်းနောင်ဖြစ်လက်တန်းသောအရာတို့ကို၎င်းရေးထားလောဟုတ်ပြီ21တဲလေဟုတ်တယ်နော်ဆရာနော်21ဟုတ်တယ်ဒါတဲ့အခန်းကြီး21အငယ်1ကောင်းကင်တဲ့မြေကြီးကောင်းကင်တဲ့မြေကြီးတဲ့ကိုလေငါမြည်၏အဘေတုံးနေဟုမူကရှေ့ကောင်းကင်နဲ့ရှေ့မြေကြီးသည်ရွေးသွားကြပြီထောအခါမှစာ၍သမုတ်တရားမရှိအခန်းကြီး22အငယ်7ကိုပြန်ဖတ်ကြည့်အောင်အခန်းကြီး22အငယ်22အငယ်20တော့မရှိတော့ဘူးဆရာအငယ်7ဟောစနေဟုတ်ကဲ့ငါသည်အလင်းအမြန်လာမည်ငါသည်အကျိုးအပြည့်ကိုဆောင်ခဲ့သည်ဖြစ်၍လူအတီတို့အားမိမိတို့အချင်းအတိုင်းဆက်ပေးမည်အငယ်18ဤစာဆောင်၏အနာဂတ်စကားကိုကြားတော်သူအပေါင်းတို့အားငါတသက်ခံသည်ကအချင်းသူသည်ဤအရာတို့၌ထပ်၍အသက်သွင်း၏ဤစာဆောင်၌ယထာသောဗေဒံတို့ကိုထောသူအပေါ်သို့ဘုရားသခင်တက်ရောက်စေတော်မူမည်အာမင်ကဲကျွန်တော်ကြားပြီနော်ပထမဆုံးပါပြောလဲဆိုတော့နော်လွန်ခဲ့ပြီးတော့အချိန်ကာလနဲ့ယခုဖြစ်နေတဲ့အချိန်ဟာနဲ့ normal တဲ့တော့အရာဒီအလုံးကိုပါပြောလဲရည်ပါလို့ယေရှုခရစ်တော်ဖခင်ကယောဟန်ကိုပြောထားလိုက်ပြီနော်ကပါမေကြီးစတင်နဲ့ Genesis ကပါဥကျင်ကနဲ့စပြီးတော့လွန်ခဲ့တဲ့အရာဒီအလုံးကိုရည်ခံလိုက်တယ်ပြီးမှ
အသက်ရှင်နေတဲ့ယခုခက်ကာလအကျိုးအကြောင်းတွေအရာတွေကိုအကုန်လုံးရည်ထားပြီးမှနောက်ဆုံးမှာပါကြီးထားလဲလာမယ့်အကြောင်းအရာတွေလည်းအားလုံးကိုအဲ့ဒီမှာကြီးထားလိုက်ပြီတဲ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ယူနေတဲ့ Old Testament and New Testament survey ဓမ္မဟောင်းကျမ်းတစ်နဲ့ဓမ္မကျမ်းတစ်လေ့လာစုံစမ်းခြင်းကအဲ့ဒီမှာအကုန်လုံးစုဆောင်ပြီးတော့ဒီကျမ်းစာအုပ်တစ်အုပ်လုံးမှာနော်ဒီကျမ်းစာအုပ်တစ်အုပ်လုံးမှာကဘာပေါ်မှာစတင်ခဲ့တဲ့ကဘာနဲ့ကောင်းကင်နဲ့မြေကြီးဖန်ဆင်းတဲ့အချိန်ကနေစပြီးတော့လာမယ့်အနာဂတ်အချိန်အထိဖြစ်သမျှအရာတွေအားလုံးဟာဒီကျမ်းစာအုပ်ထဲမှာအကုန်လုံးပါပြီးသားဖြစ်တယ်ဆိုတော့ကိုဓမ္မကျမ်းစာမှာတိကျပြောထားတာကိုတွေ့ရပါတယ်အဲ့ဒါဆိုအခန်းကြီး20အငယ်18မှာပါပြောလဲဒီနောက်ကပတ်တော်ဒီဓမ္မကျမ်းစာထဲမှာပါဝင်တဲ့စကားလုံးအတိုင်းနော်နောက်ကပတ်တော်အတိုင်းဘယ်သူကမှထဲလို့လည်းမရတော့ဘူးဘယ်သူကမှနှုတ်လို့လည်းမရတော့ဘူးတဲ့အရှင်းနဲ့နော်နောက်ဆုံးပြတဲ့ပေးထားတဲ့အချိန်မှာလွင်ခဲ့တဲ့အရာတွေအကျိုးအကြောင်းတွေဖြစ်ခဲ့တဲ့အကျိုးအကြောင်းတွေလာမယ့်အကြောင်းအရာတွေအားလုံးဟာဒီမှာအကုန်လုံးစုထားပြီးသားရေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကမှဒီနောက်ကပတ်တော်ကိုဘယ်သူကမှထိတ်လို့လည်းမရတော့ဘူးဘယ်သူကမှနှုတ်လို့လည်းမရတော့ဘူးအဲ့ဒါကိုပြောထားပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ပြောလဲကောင်းကင်နဲ့မြေကြီးကိုပြည့်စုံပြီးတော့ကောင်းကင်တဲ့မြေကြီးတဲ့ကိုဖြစ်ပေါ်လာမယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကငါဒီလာမယ်ငါဒီအလင်းလာမယ်ငါဒီလူမျိုးတကာတော့သူတို့လှုပ်နေတဲ့အတိုင်းပဲသူတို့ရှိုက်တဲ့အတိုင်းပဲရိုက်တင်ဖူးရန်အတွက်လက်ဆောင်ပေးဖို့ငါလာတော့မယ်အလင်းအမြန်ငါလာတော့မယ်ယေရှုခရစ်တော်ကြွလာတော့မယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့စိတ်တဲ့အတိုင်းပဲကျွန်တော်တို့စိတ်တင်ရလိုက်မယ်ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာစိတ်တဲ့အတိုင်းပဲကျွန်တော်တို့စိတ်တင်ရတော့မယ်အဲ့ဒါကြောင့်ဒီဓမ္မကျမ်းစာမှာအကုန်လုံးပါပြီးသားဖြစ်တယ်တချို့လူတွေကပါပြောလဲမာယွန်းတော်တွင်တင်တော်သူတွေတရင်ကောင်းမဟုတ်တဲ့တရင်ကောင်းအတူတွေကိုဟောပြောတဲ့လူတွေကပါပြောလဲဝိညာဉ်တော်ဖခင်ရဲ့အလောက်လောက်တဲ့အရာတွေအလုံးဟာဓမ္မကျမ်းစာမှာမရည်ထားတဲ့အရာတွေအများကြီးရှိတယ်တဲ့ဒီနေ့လူတယောက်ရဲ့မာရကနမိတ်လက္ခဏာတွေနော်အန်အိုဖွယ်နမိတ်လက္ခဏာတွေလောက်တဲ့ဟာတွေအလုံးကနော်ကျမ်းစာမှာမရှိတဲ့ဟာတွေမလဲဝိညာဉ်တော်ဖခင်ကအလောက်လောက်နာနေတဲ့ဝိညာဉ်တော်ဖခင်အလောက်လောက်တာဆိုတော့ကလူတွေကမသိနိုင်ဘူးတဲ့အခါစကားနဲ့ပြောတာTiang tharaudian tuan nak semenung ni kan ngal kholo anti. Tiang tharaudian tuan nak semenung in fatwa ko ito Bible ni. Bible ni anton piak ning na asamo selaw tharau kip ko basum lawat. Era so wingin no tai ko misung chine. Wingin no piyatakin tama la ton lekhana pitala. Piyatakin tama la ton namay lekhana pitala. Wingin no tama la to an open namay lekhana pitala surago. Dama jan saka nan besum san biro sisseji ba lu piyatakin ga.အကျဉ်းချင်းကျွန်တော်တို့ကမှထားလိုက်တယ်အဲ့ဒါဆိုဒီနေ့ဓမ္မကျမ်းစာမှာမရှိတဲ့ဘုရားသခင်ရဲ့နမိတ်လက္ခဏာနဲ့ဘုရားသခင်ရဲ့အန်အိုပွေနဲ့မတူညီတဲ့ဒီနေ့နမိတ်လက္ခဏာတွေဒီနေ့နော်မတူညီတဲ့နော်အန်အိုပွေတွေဓမ္မကျမ်းစာနဲ့မတူညီတဲ့အရာတွေအလုံးဟာစာတန်မာနထိုင်ကနေလာတဲ့ဟာဖြစ်တယ်ကောင်းကင်နဲ့မြေကြီးကိုအုပ်စုတဲ့FFO အခန်းကြီး2အငယ်ရှိမှဖြစ်တယ်ကောင်းကင်နဲ့မြေကြီးအကြားမှာရှိတဲ့နဆူဝိညာဉ်ဆိုတွေကလူတွေကို control လုပ်ထားတယ်တဲ့ယေရှုခရစ်တော်ကပြောတယ်အဲ့ဒါဆိုအဲ့ဒီနဆူတွေဟာလူတွေအထက်မှာလဲဝန်နာနဲ့လူတွေကိုလည်းဖျက်နာစေနာနဲ့လူတွေကိုလည်းတတ်စေနာနဲ့တဲ့နော်အဲ့ဒါယေရှုခရစ်တော်ကလည်းရှင်မကုအခန်းကြီး9မှာပြောထားပြီးသားဖြစ်တယ်အဲ့ဒါဆိုဒီနေ့ကျွန်တော်တို့ဓမ္မကျမ်းစာကိုလေ့လာတဲ့အခါမှာဓမ္မဟောင်းကိုလေ့လာတဲ့အခါမှာဓမ္မကျမ်းတိကိုလေ့လာတဲ့အခါမှာဖခင်သခင်ကသူအသုံးပြုတဲ့လူတွေထိုင်မှာသူပြောထားခဲ့တယ်လေဆိုတော့ကျွန်တော်တို့ကအမဲတောင်ဓမ္မတရားနဲ့ပဲနှလုံးသွင်းစီခြင်းရမယ်နော်ကျွန်တော်ကျက်စာမြတ်ဒီညမှာမဖတ်ဖြစ်ဘူးအဲ့ဒါကြောင့်ပေးထားတဲ့ကျမ်းပိတ်လေးတွေကိုလည်းဆရာဆရာမတို့အားတဲ့ချိန်မှာဖတ်ကြပါအဲ့ဒါကြောင့်ကျွန်တော်တို့ဓမ္မကျမ်းစာလေ့လာတဲ့အခါမှာအလဟတမဖြစ်စေအောင်ကျွန်တော်တို့အသက်တာကိုလည်းပြောင်းလဲရှင်တာနဲ့ကျွန်တော်တို့အသက်တာကိုပြုပြင်စေတာနဲ့ဓမ္မကျမ်းစာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်လက်ခံနှလုံးသွင်းပြီးမှ meditation နှလုံးသွင်းပြီးတော့လေ့လာဖို့ကအဓိကအကြီးကြီးတာဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မကျမ်းတစ်ကိုလည်းအတူချော့နဲ့တလို့ဖြစ်မယ်မနေ့ဖြင်ရချင်ရင်ကျွန်တော်တို့ဆက်လက်ပြီးတော့တင်ယူမှာဖြစ်ပါတယ်အခုဒီညတော့ဒီလောက်နဲ့ပဲဆုံးသက်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအမဲတရိထားဘူး
အမေတန်လူအပ်နေတယ်ဆိုတာကိုလည်းဆရာဆရာမတို့ကဒီညတင်ယူတဲ့ဓမ္မကျမ်းစာပေါ်မှာလည်းနှလုံးသွင်းပြီးတော့အာယုံစိတ်ပြီးတော့ကျမ်းစာဖတ်တဲ့အချိန်မှာဆူတောင်းတဲ့အချိန်မှာအမေခယူစိတ်ပြီးတော့ဓမ္မကျမ်းစာကိုနှလုံးသွင်းဖို့ရန်အမေတန်တရိထားကြပါလို့ဒီကနေ့ဆရာခုနပေးချင်ပါတယ်တယောက်ရှိတာအပေါ်မှာဖျက်တင်ကောင်းကြည့်ပေးပါစေဆရာမဆရာတီတူဆရာမအချင်းပေးလိုက်မယ်ကျင်ငယ်ဆရာမျက်ရှိသလားဓမ္မမောင်ရလွတ်တာတွေအလားအရာအလုံးကိုဆရာမဆရာတီတူမှာချင်းပေးလိုက်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့